လမ်းဘေးမှာပြစ်ချထားတဲ့ငပြောပင်တစ်ပင်ကိုတွေ့ရနဲ့ပြန်ရှင်အောင်လို့စိုက်မယ်ဆိုပြီးတော့ယူလာခဲ့တာထိတ်ကဒုံးတီနဲ့အဲ့ငပြောပင်ကအိမ်မှာလည်းငပြောပင်ကမရှိတော့တာနဲ့အိမ်တွေမှာငပြောပင်တော့ရှိဖို့တင့်တယ်ဆိုပြီးယူလာကျွန်တော်ပြမယ်ဒီပင်စာဒုံးတီအဲ့ဒုံးတီကိုကျွန်တော်ပြန်ပြီးတော့ရွှိုင်းထားတာပြန်ဆိုင်တာကျွန်တော်မြေဆွေးနဲ့ကျွန်တော်ပြီးတော့ထိတ်ကိုစနုံးတုပ်ပြီးတော့အမြစ်တွေပြန်ပေါ်အောင်စနုံးထည့်စနုံးနဲ့ရှိနေပဲလောင်းဆိုင်ပြီးတော့မိုးကကျလာတော့မိုးရီနဲ့ထိလိုက်တော့အတက်တွေပြန်ထွက်လာတယ်ဒါရှင်းတော့မဲ့သဘောပဲမိုးရီနဲ့တမန်ရိုးကြီးနေရနေကွာတယ်ဗျာဒီလားဘာဖြစ်လို့အပင်တွေကမိုးရီထိရင်ပိုပြီးတော့ဖြစ်မြောက်လာကြတယ်လဲဆိုတော့တမန်ရေမှာဆိုရင်ကျွန်တော်တို့အားလုံးသိတဲ့ H2O ပေါ့ဗျာဟိုက်ဒရိုဂျင်တစ်စားနဲ့အောက်ဆီဂျင်တစ်စားနဲ့ပဲပါမယ်ဒါပေမဲ့မိုးရီကြတော့သူကသဘာဝပေါ့ဗျာသဘာဝမိုးရီထဲမှာကြတော့အပင်တွေရှင်သန်ဖို့အတွက်လိုအပ်တဲ့ nitrogen ဒီဓာတ်ကအများဆုံးပါတယ်ဗျဒါကြောင့်မို့လို့ဖြစ်မြောက်လာတော့ဗောဗျာဒါမိုးရီနဲ့စနုံးရကောင်းကျိုးပေါ့ဗျာစနုံးကအမြစ်ကိုပွားစီဖို့အတွက်ကိုပြန်ထွက်စီဖို့အတွက်ကိုအထောက်အကူပြုတယ်ပြီးတော့ဒဏ်ရာအနာတရားတွေကိုကျက်စေတယ်ကျွန်တော်ဒီလိုပြန်ပြီးတော့ရွှိုင်းထားတာနောက်နည်းနည်းလေးအခက်အလက်တွေဝေဆောင်မှာကျွန်တော်နောက်ပေးမှာကျွန်တော်နေရာရွှေ့ဆိုင်မှာဖြစ်ပါတယ်ကျွန်တော်ငပြောစိုက်ဘူးလေဗျငပြောစိုက်ဘူးလေလူစိုက်လဲဆိုတော့ငပြောပင်ကိုအဲ့တုန်းကဆိုစိုက်ချင်နေတာကျွန်တော်ဘယ်ရမလဲဆိုပြီးတော့စဉ်းစားနေတရက်ကျတော့ဆိုင်သွားထိုင်တော့လူတယောက်နဲ့တူတော့သူကငပြောချင်လုံနေတာလိုက်ယူပါလားဆိုကျွန်တော်လိုက်သွားဟိုးကိုင်းနေမှာဝေးရွယ်ကျွန်တော်နီးနာအောင်မိတော့လိုက်ချသွားတာဟိုလဲကြောက်ခွေးနှစ်ကောင်နဲ့သူပဲရှိတယ်ချမ်းလုံးဖီးချမ်းငပြောတွေစိုက်ရတာဝေးစားနေရအဲ့ထက်ကသူကကျွန်တော်အပင်ပေါက်နှစ်ပင်တူးပေးလိုက်တူးပေးပြီးတော့ပြန်တော့ဆိုကျွန်တော်ပြန်ချလာအပင်ပေါက်နှစ်ပင်ထမ်းပြီးတော့ကိုရုပ်ကားရပါဗျာအဲ့ကိုနေလည်းပြန်ဖြတ်လာလမ်းမရောက်တော့ကျွန်တော်ကတော်သေးတယ်ဗျအဲ့လမ်းမတစ်ချောက်ကိုအဲ့ကိုရုပ်ကားရနဲ့အပင်နှစ်ပင်ထမ်းပြီးပြန်မနဲ့ဂိမ်းမှာအဲ့ဒီကျွန်တော်ကအရှိကန်လူရင်းသားကြီးနဲ့တော်ပေါင်းတော့စိုက်ကောင်းသားတယောက်ကနောက်ကနေပြီးတော့လိုက်လာပြီးတော့ကျွန်တော်ညီလေးလာတက်တယ်လားတဲ့ကျွန်တော်ကအမှန်ပြောရင်အဲ့တုန်းကဖိုင်ပြက်နေတယ်ရေမရှိဘူးဒါပါကွာအိမ်ထိငါလိုက်ဖို့ဝေးပါမယ်ဆိုကျွန်တော်အိမ်ထိလိုက်ဖို့အဲ့ဒါငပြောနှစ်ပင်ကိုကျွန်တော်စိုက်တော့ဖြစ်တယ်ဗျာသိလားပြီးတော့အောက်ကအတက်တွေတောင်ထွက်လာသေးတယ်အဲ့တုန်းကတစ်ခါစားရတယ်ဗျာအဲ့ဒါဖီးချမ်းငပြောတယ်ကဲအခုတစ်ခါလဲဒါကိုစိုက်မယ်လို့တွေးထားစားတော့ဗျာငပြောကိုမစိုက်ဘူးလို့စဉ်းစားတာဗျာသူကရေတအားစားလို့ဗျာငပြောတကယ်စိုက်ရင်သူကရေစုပ်နေတအားစိုက်တော့တအားစုပ်တော့သူ့နာမှာရှိတဲ့အပင်တွေကရေမဝမှာဆိုပြီးကျွန်တော်မစိုက်ဘူးလို့တွေးရဒါပေမဲ့လည်းဒီမှာအိမ်မှာတူမရေကလေးလည်းရှိတော့သူတို့လည်းငပြောကြီးကြိုက်တော့စားပါသေးဆိုပြီးအဲ့ဒါကြောင့်လို့ကျွန်တော်စိုက်ပေးမယ်လို့စဉ်းစားလိုက်နောက်မှလည်းညီလေးကလွတ်နေတဲ့နေရာလေးရှိတော့ဒီနေရာလေးဆိုရင်တော့ငပြောပင်စိုက်လို့အဆင်ပြေတယ်လို့ဘေးအိမ်ကလည်းအပင်ကြီးစိုက်မယ်ဆိုထိုးမှာဆိုလို့အခက်တွေလက်တွေခိုင်းနေအဲ့လိုတွားပြီးတော့လွန်မှာဆိုလို့မပြောကြတော့အဲ့လိုအခြေအနေမရှိတော့စိုက်လို့ရတယ်ဒီနေရာကတော့ဆိုလို့အဲ့ဒါကြောင့်ကျွန်တော်โอเคဒီခါတော့ပြန်စိုက်မယ်ဆိုပြီးတော့ကဲအဲ့ဒါလေးကိုကျွန်တော်ဖြစ်မြောက်အောင်စိုက်လိုက်ပါဦးမယ်ပြီးရင်ပွားလာရင်လည်းတစ်ခါပြောမယ်ဆိုနောက်နှစ်ကျရင်ကျွန်တော်ပြန်ပြီးတော့ပွားပြီးတော့ငပြောမျိုးတစ်ခုကိုကျွန်တော်ရောက်လို့ရအောင်မှာပေါ့ဗျာဒီငပြောကတော့ဘာငပြောလဲတော့မသိဘူးဒီလိုကြံစားနီးလန်းရမ်းနေအမိုက်ကရွှေဖြစ်ပေါ့ဗျာအဲ့ကဲစိတ်ဝင်စားရင်လှုပ်တတ်ရင်တော့ဒီလိုလှုပ်လို့ရကြအောင်
အဲ့တော့အခုလည်းကျွန်တော်ဘယ်ပင်ရဖြစ်ဖြစ်အစီအမှန်တွေကျွန်တော်အကုန်ပိတ်ဆိုင်ထားတယ်ပေးလို့လည်းရရရောင်းလို့လည်းရရဟုတ်တယ်နောက်ကိုအင်ကအဆင်ပြေစားလို့လည်းရတယ်အဲ့လိုဒီနေ့ကတော့ဒါငပြောပင်အကြောင်းမှာဒီနေ့31ရက်5လ2026အမှတ်တရဒိတ်ပါလမ်းတွေအကုန်ကျွန်တော်တပည့်စီထွက်လဲပြီးပါထုံးစံတိုင်းရှင်းလင်းသွားပြီပင်ဆိုင်တယ်ဆိုချက်ချင်းမဖြစ်ပေမဲ့တစားပါဗျာအချိန်ရှင်းရှိသလိုလေးပေါ့နော်ချိန်ရှင်းရှိသလိုလေးလှုပ်ထားရင်အချိန်ကြာလာတဲ့အမျှသူ့ရဲ့အတီးဖွင့်တော့ခံစားရမှာပါဒီကောင်ဟာလိုက်ချီးပင်တဲ့ကျွန်တော်ရင်ကပြားလိမ့်မအောင်မိနေပြားလိမ့်မဟုတ်ပါဘူးလိုက်ချီးပင်ဖြစ်ပါတယ်ပြားလိမ့်မော်ကတော့ကျွန်တော်တွားယူရင်ရတယ်ဗျအဲပြားလိမ့်မော်အပင်ပေါက်တွေပေးမဲ့ခြံလုပ်ငန်းလုပ်ကိုင်နေတဲ့အကူနဲ့အခုနောက်ပိုင်းပြန်မတွေ့သေးလို့သူကဒါယူပါတဲ့ပြားလိမ့်မော်ကဖြစ်တာတော့ဖြစ်တယ်ဗျဒီမှော်ကြီးကြီးကအကုန်ချဆိုင်ရင်တော့ဖြစ်တယ်တီးတာမတီးတာနောက်တကန်တော့ဗျာအဲ့ဒါသူရာသီဥတုကိုသူကကြိုက်တာရင်မကြိုက်တာရှိတာဟုတ်ပြားလိမ့်မော်ကဒီမှာစိုက်ရင်ဖြစ်တယ်တီးတယ်ဒါပေမဲ့ချင်လိုက်တယ်သူကပြောရတော့အဲ့လိုပြောချူအောင်လုပ်လို့မရပါဘူးတဲ့သူကဒီရာသီကိုမကြိုက်တဲ့အတွက်တောင်ပေါ်မှာတော့ဖြစ်မှာပါဗျာပြားလိမ့်မော်လို့ပါတော့ဒါပေမဲ့ဒီဘက်မှာစိုက်ရင်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြအပင်အနေနဲ့တော့ပြလို့ရတယ်တီးမတီးဆိုတာကောင်းရင်မကောင်းကြီးဆိုတာဒါအပင်ကြီးရဲ့ကြိုက်ချင်းမကြိုက်ချင်းကိုမူတည်တော့ဗျာအာမခံတာတော့ဒီမနက်ကတည်းကဒွင်းမှော်ပြီးမှစိုက်ပြီးတော့တီးနေတဲ့အိမ်ကအန်တီတယောက်နဲ့စကားပြောလိုက်သေးတယ်ဒွင်းကတော့မှော်ပြီးမှတီးတာတေးကြပါတယ်နော်ဒါကတော့လိုက်ချီးပင်ကတော့သူကတော့သူ့အိမ်မှာစိုက်တာမတီးဘူးလို့ပြောတယ်ဒါကျွန်တော်အိမ်မှာလည်းဒီလိုက်ချီးပင်ရောက်နေတယ်နှစ်ကိုကြာသွားပြီ10နှစ်နီးပါးတောင်ရှိနေပြီပင်ကတော့ကြီးနေပြီအခုအရွက်အသစ်တွေလည်းထွက်နေပြီတိုးပေမဲ့တီးလာမလားမတီးမလားတော့မသိပါအားလုံးကကျမ်းမာချမ်းသာကြပါစေ